နည်းလေး gas တွေအရန်ထွက်တဲ့အစားအစာတွေမှာပါတယ်ပေါ့နော်သူတို့အတွက်တက်တောင့်တက်တာမဖြစ်စေတဲ့အတွက်ကြောင့်ပဲတို့ဘာလို့မျိုးရှောင်းပါအချွေလိုမျိုးလေးတွေကိုရှောင်းပါပြီးတော့ gobi ပေါ့နော် gobi တို့ပန်း gobi တို့ကလည်းနည်းနည်းလေးလေပွားစေတဲ့အစားအစာတွေမှာပါတယ်ပေါ့နော်အဲ့ဒါလေးကိုလည်းရှောင်းသင့်ပါတယ်နောက်ကကျဥဖောက်ထားတဲ့သူတွေအစာကိုကြည်ညက်အောင်ဝါးဖို့တော့လိုအပ်တယ်နော်အမြန်ပေါ့နော်ကိုရီဆိုရင်တော့ဘယ်လိုလဲဆိုတော့ထမင်းစားလိုက်ပြီးဆိုတော့ပြည့်ဆိုစားလိုက်တယ်ပြီးရင်သူကသူအဆိုင်ရချိမယ်ဆိုပြီးတော့အလုပ်ပေးလိုက်တာပေါ့နော်အဲ့လိုလုပ်လို့တော့မရဘူးပေါ့ဥဖောက်ထားတဲ့သူတွေကကြာသူ့ရဲ့ဥမှာတာမန်လူလိုမျိုးတော့သူ့ရဲ့အလုပ်လုပ်နိုင်ဆိုတာမကောင်းတော့ဘူးလေမကောင်းတော့တဲ့ကြောင့်ကိုစားတဲ့အစားအစာကိုတေချာလေးဝါးပြီးတော့ပေါ့နော်ငငယ်တော့တင်မှုပါတယ်အစားတစ်ခါဝါးရင်10ချိန်ကနေ15ချိန်လောက်ဝါးပြီးတော့မှမြူချပါဘာညာပြောတယ်မှလားဒါပေမဲ့ကျွန်တော်တို့အများစုကထမင်းတစ်ခါစားရင်3ချိန်လောက်ဝါးရင်တော့ကံကောင်းပြတ်ဆိုမြူချပလိုက်တာနော်တစ်ခါလေးရရင်တိတ်တောင်မဝါးတော့2ချက်3ချက်လောက်ဝါးပြီးရတယ်မြူချပလိုက်တာရှိတယ်သူကသူအဆိုင်ရဆက်ချီဆိုပြီးတော့လုပ်ပလိုက်တာပေါ့နော်အဲ့လိုမျိုးလေးမဟုတ်ဘဲနဲ့ကြည်ညအောင်ဝါပါအစာအသစ်တစ်ခုကျွေးပြီဆိုရင်အများကြီးစမကျွေးဘဲနဲ့ဒီဥဖောက်ထားတဲ့သူတွေကခလေးလေးလိုဖြစ်သွားတာပေါ့နော်အများကြီးစမကျွေးဘဲနဲ့နည်းနည်းချင်းစီကျွေးကြည့်ပါဥပမာသူ့ကိုဒီနေ့ထားပါတော့နိုးနဲ့လုပ်တဲ့မုတ်ကလေးတစ်ခုကျွေးတော့မယ်ဆိုရင်သူခံနိုင်ရှိပါမလားဆိုတာကိုနည်းနည်းလေးစကျွေးကြည့်နော်ပူတင်းမဲ့ထားပါပူတင်းလေးလုပ်ကျွေးတယ်ဆိုပူတင်းလေးကို2ဆုံး3ဆုံးလောက်လေးကျွေးလိုက်လို့မှသူခံနိုင်ရှိတယ်ဆိုတော့မှတစ်လုံးလုံးကျွေးတာမျိုးပေါ့တစ်ခွက်လုံးကျွေးတာမျိုးပေါ့ဒါမျိုးလေးတွေလုပ်တင်ပါတယ်တပရိတ်တဲ့စကျွေးကြတဲ့ဟိုကအများကြီးကျွေးတာမျိုးမလုပ်ပါနဲ့သူဥဟာခံနိုင်ရှိမရှိဆိုတာလည်းရှိပါသေးတယ်နော်အဲ့တော့ဒီမှာခုနကကျွန်တော်ပြောတာပါဘာလို့ဆိုတော့ကျွန်တော်တို့ရဲ့ဟိုကင်ဆာဝေဒနာရှင်တွေကအမြဲတမ်း metallic taste လို့ခေါ်တဲ့ dysphagia လို့ခေါ်တဲ့ရှာပေါ်မှာတန်ကြေးလိုမျိုးဖြစ်နေတဲ့အရာသာအမြဲရှိပါတယ်ရှာပေါ်မှာတန်ကြေးလိုအရာသာအမြဲတမ်းဖြစ်နေတတ်တဲ့ကီမိုဆေးတွေရှိပါတယ်ကိုကဒီဆေးတွေသာသွင်းနေရတယ်ဆိုရင်ကိုကအစားတောက်ပြက်လိမ့်မယ်ရှာပေါ်မှာတန်ကြီးရတာလို့သွေးသွေးညီနှံ့လို့အမြဲတမ်းရနေတတ်တယ်အဲ့တော့ထမင်းမစားခြင်းဘူးပြုတ်ခြင်းအန်ခြင်းနဲ့အဲ့ဒါဘာကြောင့်လဲဆိုတော့ဒီဆေးတွေကြောင့်ဖြစ်ပါတယ် cisplatin တို့နော် cisplatin carboplatin oxaliplatin doxorubicin cyclophosphamide 5-fluorouracil နော်ပြီးတော့နောက်ကကြတော့Paclitaxel နဲ့ docetaxel ဆိုခေါ်တဲ့ဒီဆေးတွေကကြတော့ metallic taste ကိုပိုဆိုးစေတဲ့ရှားပေါ်မှာတန်ကြီးလိုအရသာတွေဖြစ်စေတဲ့ကီမိုဆေးတွေဖြစ်ပါတယ်အဲ့လိုမျိုးဖြစ်နေတဲ့အဲ့ဆေးတွေသွင်းနေရတဲ့လူနာတွေကတော့ပို့ပြီးတော့တခြားလူနာတွေတက်ပို့ပြီးတော့အော့အန်လိမ့်မယ်အန်ကျင်လိမ့်မယ်အစားတောက်ပိုပြတ်ပါလိမ့်မယ်အဲ့ကြရင်သူတို့အရန်ကြီးမချုပ်ချယ်ပါနဲ့เนาะတခါလေကြရင်အချိုရည်လေးတောက်ချင်တယ်တံမြာရည်လေးတောက်ချင်တယ်ဆိုရင်ကျွန်တော်တို့တိုက်ရပါမယ်เนาะမတိုက်ဖဲမနေပါနဲ့ဘာကြောင့်လဲဆိုတော့စဉ်းစားကြည့်လीနော်ကျွန်တော်တို့ပါဇက်ထဲမှာတော့မှသွေးညီနှံလိုမျိုးရနေဘလို့မှစားလို့အဆင်မပြေတာတရက်တလေလေးသွေးညီနှံလိုမျိုးရရင်တော့မှစားလို့အဆင်မပြေတာနော်သူတို့ကတစ်ချိန်လုံး24/7 24နာရီလုံးဒီလိုပါဇက်ထဲမှာအဲ့လိုအရသာကြီးဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ကခံစားတာကြည့်လိုက်ပေါ့ဘလို့မှစားခြင်းစိတ်ကိုဖြစ်မှာမဟုတ်တော့ဘူးပေါ့အဲ့တော့အဲ့လိုကာလတွေမှာလူနာတွေကိုဘယ်လိုမျိုးလေးလုပ်ပေးလို့ရလဲနံပါတ်1ကသူတို့ကိုပါဇက်ထဲမှာတန်ကြီးရတာဖြစ်နေတဲ့အတွက်ကြောင့်ထမင်းတွေပါစားပြီးဆိုတန်စွန်းတွေစတီးစွန်းတွေနဲ့မစားခိုင်းဘူးပလတ်စတစ်စွန်းနဲ့ကျွန်တော်တို့စားခိုင်းတယ်ပလတ်စတစ်စွန်းလေးတွေနဲ့စားခိုင်းတယ်ပလတ်စတစ်စွန်းတွေကကြာအဲ့အရသာပုံမစိုးစေဘူးပေါ့အဲ့တော့ပလတ်စတစ်စွန်းလိုမျိုးလေးတွေနဲ့ကျွေးပါနောက်ကကျတော့အဲ့လိုကာလမျိုးမှာဆိုအချင်းပါပြီးတော့အရေရွှမ်းတဲ့အသီးအနှံလေးတွေကိုပို့ပြီးတော့ဦးစားပေးစားစေခြင်းနဲ့ဘာကြောင့်လဲဆိုတော့အဲ့ဒါတွေကနည်းနည်းလေးဒီအရသာကိုပြက်ပြယ်သွားစေတဲ့ရှားပေါ်မှာရှိနေတဲ့တန်ကြီးအရသာလိုမျိုးနည်းနည်းလေးပြက်ပြယ်စေတဲ့အတွက်ကြောင့်လိမ္မော်သီးလိုမျိုးလေးတွေเนาะပြီးနောက်ကကျဖရဲသီးလိုမျိုးလေးတွေเนาะကျွဲကောသီးလိုမျိုးလေးတွေဒါမျိုးလေးစားပေးခြင်းအပြင်လည်းတက်တာစေနိုင်တယ်နောက်ကအေးတဲ့အစားအစာလေးရွေးပြီးတော့စားပါဥပမာဆိုအသီးဖြော်ရည်လေးလောက်တိုက်တာမျိုးပေါ့เนาะဒါမှမဟုတ်ကြောက်ကြောလေးထိုးပြီးတော့အေးလေးလုပ်ပြီးကျွေးတာမျိုးပေါ့ရွှေရင်လိုမျိုးလေးတွေเนาะဒီအခုကျွန်တော်တကြံနီးပြီဆိုတော့မုတ်လက်ဆောင်းလိုမျိုးလေးတွေဒါမျိုးလေးတွေကျွေးပေးခြင်းအပြင်လည်းအများကြီးတို့တက်တာစေနိုင်တယ်နောက်ကကျတော့ပြုတ်စီအန်စီမဲ့စိမ့်ရွှင်ရွှင်ရှိတဲ့အရာတာများအဲ့ဆိုခုနကကျွန်တော်ပြောသလိုပေါ့နော်ဟိုမုံလောင်းနေ90သားပြုတ်ပြီးတော့ဖြော်တောက်တာမျိုးတို့အရွက်စိမ့်တွေကိုပြုတ်ပြီးဖြော်တောက်တာမျိုးတွေတော့တက်နိုင်သမျှလူနာတွေမလုပ်ခိုင်းပါနဲ့အတင်းလည်းမကြိုက်ပါနဲ့သူတို့မတောက်ချင်ဘူးဆိုတကယ်လဲကင်ဆာလည်းပျောက်စီတာလည်းမဟုတ်တဲ့အတွက်ကြောင့်တောက်လိုက်ရတာပဲအဖက်တင်နေသူတို့လည်းစိတ်ညစ်ညစ်ကြီးနဲ့တောက်လိုက်ရတာပဲရှိပါတယ်เนาะအဲ့တော့တေချာဆေးကုသမှုကိုခံယူပြီးတော့အာဟာရပြည့်အောင်စားမယ်ဆိုရင်တချို့သောကင်ဆာတွေကကျွန်တော်တို့
ပျောက်ကင်းအောင်တိုက်ထုတ်လို့ရတာရှိတယ်တချို့ကြတော့လေတချို့ကန်ဆာတွေကြတော့လေကျွန်တော်တို့အတိုင်းအတာတစ်ခုထိကိုကျွန်တော်တို့ဆွဲဆန့်ထားလို့ရတယ်ပေါ့နော်အများကြီးပြီးတော့ control လုပ်ထားလို့ရတယ်လုံးဝပျောက်သွားတာမဟုတ်ဘူးမဲ့လည်းထပ်ပြီးမပြန့်သွားအောင်ထိန်းလို့ရတာတွေလည်းရှိတယ်เนาะအဲတက်တန်းကိုပို့ပြီးတော့ဆွဲဆောင်အောင်လုပ်ပေးနိုင်တာတွေလည်းရှိတယ်လို့တချို့ကန်ဆာတွေဆိုလည်းအပြီးပြောက်သွားနိုင်တာတွေလည်းရှိပါတယ်ဒါကတော့ဆေးဝါးတွေကအခုဆိုအရန်ခင်မိလာတဲ့အတွက်ကြောင့်ဆေးဝါးအကူအညီတွေရဲ့ကိုယ့်ဘက်ကလုပ်နိုင်တာကကျတော့ဆေးဝါးတော့မဟုတ်ဘူးဆေးဝါးတွေကဆရာဝန်တွေဘက်ကလုပ်လိမ့်မယ်ကိုယ့်ဘက်ကလုပ်နိုင်တာအာဟာရပဲအာဟာ